အားလုံးမင်္ဂလာပါကျွန်တော်တို့ဆရာကြီး innovation မှာဒီနေ့မှာတော့ Facebook marketing အကြောင်းကိုကြောက်ရသွားပြီမှာဖြစ်ပါ Facebook မှာလုပ်တာရှိတဲ့အမှားကြီးတွေပေါ့နော်ဒီအမှားကြီးတွေကိုမျှဝေသွားပြီမှာပါဆရာကျွန်မ post တွေလည်းဇက်တိုက်တယ်ရောင်းလဲဇက်တိုက်ရောင်းတယ် boost တွေလည်းလုပ်တယ်ဆရာကြီးဘာမှမရောင်းအောင် why အဖြေဆုံးကိုပေးပါမယ်အဲ့ဒီမေကွန်နံပါတ်1ကကြတော့ခင်ဗျားတို့ selling လေ not helping ရောင်းနေတာလေ customer ကိုမကူညီဘူးလေ customer ကိုတန်ဖိုးမပေးဘူးလေ benefit တွေမပေးဘူးလေလူဆိုတာကခရတို့ရဲ့ပစ္စည်းကိုဝယ်တာမဟုတ်ဘူးသူတို့ရမယ်အကျိုးကျေးဇူးတန်ဖိုးကိုဝယ်ဒါကို highlight လုပ်ပေးမထားလို့ပေါ့ရောင်းနေနဲ့ customer ကိုကူဖို့စဉ်းစားအောင် half လုပ်ဖို့စဉ်းစားပါအောင်ဒါနံပါတ်1နံပါတ်2ကဆရာဘာလဲဆိုလို့ရှိရင်နံပါတ်2ကကြတော့ကိုတို့သိထားရမယ်နံပါတ်2အချက်ဒီ engagement မလုပ်တာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လေချေမိုးကလေးဆို comment တွေလည်း reply ပြန်ချင်မှပြန်နေသူတို့ကဲမလို့နောက်ပြီး reply ဆိုရင်လည်း965နှစ်လောက်ကြာတယ်ဒါမျိုးတွေဖြစ်တယ်ဗောနော်အဲ့လိုတော့မလုပ်သင့်ပါဘူးချေမိုးကလေးဆိုပြီးတော့ကိုတို့ရောင်းလို့မရနားလည်မယ်ထင်မော့အဲ့ဆိုနံပါတ်3 the last ကကြာတာဆရာဘာလဲလို့မေးလို့ရှိရင်နံပါတ်3ကတော့ not knowing your audience မင်းရဲ့ဖောက်တယ်တွေအကြောင်းကိုမင်းမသိတာဘယ်တော့ရောင်းစနာလူတိုင်းကိုရောင်းလို့မရအောင်နော်လူတိုင်းကိုရောင်းလို့မရလူတိုင်းမဝယ်ဘယ်ပစ္စည်းမှလူတိုင်းမဝယ်ခင်ဗျားတို့သုံးတဲ့ပစ္စည်းကျွန်တော်မသုံးခင်ဗျားကျွန်တော်သုံးတဲ့ပစ္စည်းလည်းခင်ဗျားတို့သုံးစမှာသုံးမယ်လေဟုတ်မလားတယောက်နဲ့တယောက်မတူဒီတော့ကိုကလုပ်ငန်းရှင်ဆိုလို့ရှင်ကိုကရောင်းစင်တယ်ဆိုလို့ရှင်မင်းရဲ့ audience ကိုသိရမယ် audience ကိုသိဖို့ကတော့အများကြီးရှိတာပေါ့ဗျာနော်ဒါပေမဲ့ audience ရဲ့အကြောင်းတွေကိုသေချာသိရမယ်အဲ့တော့မှကိုရီဒီဘာလို့ရမှာလဲဆိုတော့လှုပ်ရှားလို့ရမှာနော်အဲ့ဆိုတော့Facebook မှာအမှားကြီးတွေလုပ်နေကြတဲ့သူတွေပေါ့နော်ဒီသုံးခုကိုလည်း view site စေးစမောတယ်နံပါတ်1ကဆိုတော့ selling not helping မလုပ်ပါနဲ့နော်ရောင်းပြီးတော့မကူညီတာမျိုးတွေမလုပ်ကူညီပါနော်နံပါတ်2ကဆိုတော့ကိုရီဒီ engagement ချိန်မိုးကလေးဆိုတွေမလုပ်ပါနော် reply တွေမြန်ပါစေ the last ကဆိုတော့ကိုခုနကပြောသလိုပဲကိုရီ audience ကိုကိုရီသိရပါမယ်ကိုရီကိုသူတွေဝယ်တာလေသိရအဲ့ဒါကြောင့်မသူတို့ဘာတွေပေးစွမ်းနိုင်မလဲဆိုတာကိုသူတို့စီကိုဘယ်လိုစကားလုံးတွေနဲ့ပြစ်လို့ရမလဲဆိုတာကိုသိမှာဖြစ်ပါတယ်။ဒီအားလုံးပဲစူးစမ်းကြပါ Facebook marketing ကိုကောင်းစွာအသုံးချခြင်းဖြင့်လုပ်ငန်းများရရှိတိုးတက်ပါစေလုပ်မယ်ဆိုရင်လုပ်မယ်ဆိုပြီးတော့ရေးသွားပေးပါကျေးဇူးတော်ပါ